double level skin တကောင်ကို diamond နဲ့ဆုံးနဲ့ဘယ်လိုရမလဲဆိုတာကိုပြောပြပါမယ်ဒီဗီဒီယိုလေးကိုမပြောခင်မှာကျွန်တော်ရဲ့ဒီ TikTok အကောင့်ကတင်လိုက်တဲ့ဗီဒီယိုလေးတွေကချို့ဗီဒီယိုတွေဆိုလို့ရှိရင် TikTok ကနေဖြတ်ချပါတယ် diamond နဲ့ဆုံးနဲ့ unique တွေပါတင်တယ်ဆိုလို့ရှိရင်တချို့ဗီဒီယိုတွေကဖြတ်ချခံရတာမျိုးတွေရှိရမလို့ကျွန်တော် YouTube မှာလည်းတင်ပေးထားပါတယ်ဒီဗီဒီယိုရဲ့အောက်မှာ link ချပေးပါမယ်အဲ့ဒီမှာလည်းတွားကြည့်လို့ရပါတယ်ဒီနေ့ကတော့တင်ထားတဲ့ Lila ရဲ့ latest skin unique တော့ဆိုလို့ရှိရင်တော့3ချိန်အောင်ပြန်တင်လိုက်ရပါတယ်ဘာလို့လဲဆိုတော့ဒီ TikTok ကသူတို့ရဲ့စီကံနဲ့မညီဘူးဆိုပြီးတော့ခဏဖြတ်ချသွားမှာလို့ပါဒါကြောင့်မလို့ကျွန်တော်ဒီ level 11 skin unique ကို YouTube မှာရော TikTok မှာရောတင်ထားပေးပါတယ်အခုဒီဗီဒီယိုလေးကိုကျွန်တော်တခြားသိစိတ်ရှင်းပြပေးပါမယ် event လာတဲ့ရဲ့နိုဝင်ဘာလ9ရက်နေ့နဲ့6ရက်နေ့မှာကျွန်တော်ကဘာမှမထည့်ပဲနဲ့ကြော်ပါမယ်နိုဝင်ဘာလ9ရက်နေ့မှာတော့ phase 1လာပြီအဲ့ဒီနေ့မှာတော့ကျွန်တော် rechat 900အတွက်965တောင်းဖြည့်ပါမယ် diamond 900ဖြည့်လိုက်တဲ့အတွက် rechat 100နေ့တိုင်းဖြည့်ရမယ်ရှိရနေပြီးတော့တက်ကတ်ရပါမယ်ပြီးလို့ရှိရင်တော့အဲ့ဒီ diamond 900ကို10ချိန်လှည့်ပြရမှာဖြစ်ပါတယ်ဘာလို့10ချိန်လှည့်ခိုင်းရလဲဆိုလို့ရှိရင် daily one draw နဲ့10ချိန်လှည့်မယ်စားဒီမှာတစ်ခါတည်း10ချိန်လှည့်လိုက်တယ်ဆိုလို့ရှိရင်အချိန်လဲကုန်တာတက်တာသွားပါလိမ့်မယ် diamond 900ထည့်လိုက်တဲ့အတွက်ကြောင့်မလို့ promo diamond ကလည်း300ရသွားမယ်ကျွန်တော်ရှေ့မှာရှိတဲ့ဒီ promo diamond တွေစုထားတဲ့ဟာကလည်း800လောက်ဆိုတော့ promo diamond 1100လောက်စုမိပြီးသားဆိုတော့ဒီ event မှာ10ချိန်ကျော်လဲလို့ရတာမှာဖြစ်ပါတယ်ပြီးတော့ promo diamond တွေကို epic skin ကိုသုံးမယ်စားဒီ event မှာသုံးလိုက်တာပို့ပြီးတော့အကျိုးရှိပါလိမ့်မယ်အပေါ်အစရာလေးကိုပဲပြန်ကြည့်အောင်ကျွန်တော်တို့ကဒီ diamond ထည့်လိုက်တဲ့အတွက်ကြောင့် free ticket တကယ်ရမယ်ပြီးရင်10 draw နဲ့ diamond ကသုံးပြီးတော့လဲမယ်ဒါဆို7ချိန်ပြီးသွားပြီသူ့ရဲ့ free ticket event free ticket က18ကရမှာဆိုတော့ကျွန်တော်တို့က29ချိန်ပြီးသွားပြီပြီးရင်တော့ daily one draw နဲ့တစ်ချိန်လဲပြီးလိုက်ပါဒါဆိုရင်တော့ phase 1မှာနေအချိန်30ပြီးသွားပါလိမ့်မယ်ပြီးရင်တော့ကျွန်တော်တို့ကဂျားရရက်တွေကိုအကုန်လုံးကိုကြော်လိုက်ပါမယ် phase 2ထိသွားလိုက်ပါမယ် November 14ရက်နေ့မှာတော့ phase 2လာပါပြီအဲ့ဒီနေ့မှာပဲကျွန်တော်တို့က weekly pack 3ပတ်ထည့်ပါမယ်ပြီးရင်တော့ promo diamond က1040ရဲ့ euro diamond 260ရဲ့စုပေါင်း73ချိန်လဲပြီးရမှာဖြစ်ပါတယ်ဒါဆိုရင်တော့43ချိန်ထိပြီးသွားပါလိမ့်မယ်ပြီးရင်တော့ကျွန်တော်တို့က free ticket 7 ticket ရပါလိမ့်မယ်ဘာလို့လဲဆိုတော့ diamond 250ထည့်ပြီး250သုံးလိုက်တဲ့ကြောင့်မလို့ free ticket က7 ticket ရသွားပါလိမ့်မယ်အဲ့ဒါပါလဲလိုက်မယ်ဆိုရင်တော့54ချိန်ထိပြီးသွားပါလိမ့်မယ်54ချိန်ထိပြီးသွားရဆိုရင်တော့ double 11 skin တကောင်ကတော့ AC ရပါပြီဒီကလေးမှမရအောင်စင်တော့မှနောက်ထပ် daily draw နဲ့တစ်ချိန်2ချိန် live လှည့်ပြီးရဆိုလို့ရှိရင်တော့မှ AC ရပါတယ်ကွာ800ပြီးသွားပါလိမ့်မယ်